သူနဲ့ရှင်လာကျွန်တော်ကောင်လေးကိုပဲရွေးမှာကျွန်တော်ရင်ဖွင့်သမျှကိုရင်ဘက်ကြီးနဲ့နားထောင်ပေးပြီးအကောင်းစားဆာနာမှုတွေပေးခဲ့တဲ့သူမဟုတ်ပဲကျွန်တော်စိတ်တန်ရာတွေကိုယူတဆိုင်နားလည်ပြီးသူကိုယ်တိုင်ကဒဏ်ရာမပေးမိအောင်ဆင်ကျင်ပေးနိုင်တဲ့သူတတော်သူမဟုတ်ပဲကျွန်တော်မှန်နေတော့အပြစ်ပြောကြလုံးနဲ့စောက်ကျိုးနဲ့လောကကြီးထဲမှာကျွန်တော်မားနေချိန်ပြုံးနေပေးနိုင်တာသူပဲရှိတယ်ကျွန်တော်ကိုကျွန်တော်တော့မမြင်နိုင်ခဲ့တဲ့အခြေအနေတွေမှာလမ်းမမရအောင်ထိန်းပေးနိုင်ခဲ့တဲ့သူမို့အတူတူရီမောပေးခဲ့ပြီးတော့ငိုချချင်လာတာရင်ဘက်ကြီးထိုးကပေးတတ်တဲ့လူပေါ့ဘယ်တော့အချိန်မဆိုဘသူနဲ့ပဲရှင်လာပါသေးကျွန်တော်ကောင်လေးကိုပဲရွေးမှာတေချာပေါင်းနောက်ကိုရောက်လာပြီလို့လဲကျေးဇူးတင်ပါတယ်ဟိုစကားလေးတစ်ခွန်းကအယမ်းမှန်တာပဲတခါတလေမှာဘသူနဲ့ဘယ်လောက်ချစ်ပါတယ်ဘသူကဘယ်လောက်ချစ်ပါတယ်ဆိုတာတွေထက်ရေးကြုံလာရင်ဘသူကကိုနားမှာရှိနေပြီလဲအဆုံးသတ်မှာဘသူကကိုယ့်ကိုရွေးချယ်တယ်ဆိုတာရေးကြီးဆုံးပဲတဲ့ဒီကစနေလေးပြောရရင်တော့ဘသူကကိုနဲ့အတူတူနေဖို့အတူတူရှောက်မလဲအဲ့လူနဲ့ပဲကျဲဒီကိုအတူတူကြည့်ရင်ဘောကအကြောင်းကြီးမမောနဲ့တသနာကြီးပြောနေချင်သေးတယ်အတူတူရှိနေပေးတာကျေးဇူးပါလို့လဲဒီကြပေါက်ထည့်ပြောရမှာပေါ့ကြားဘူးပါတယ်တက်ရှိလူတော်ဒီလောက်ကြီးချစ်တာအတိတ်ကလူကိုဘယ်လောက်ချစ်မလဲဆိုတဲ့စကားလေးတကယ်တော့စကားမားတယ်နော်ဟိုအရင်ကအပြေကမချစ်တတ်ခဲ့တာမချစ်ပြတ်တတ်ခဲ့တာအားလုံးပေါင်းပြီးကိုဘေးကလက်ရှိလူကိုပဲပို့တိုးပြီးတော့ချစ်ပေးလိုက်တယ်ဘယ်ကားလာရောက်လေကိုဘေးကလက်ရှိလူကတော့ကိုယ့်ရဲ့အချစ်ခံရဆုံးလူတစ်ယောက်ပဲကိုယ့်အတွက်တော့အကောင်းဆုံးတူတဲ့သူပါပဲဆိုတော့အဘူရှာဘူးတောက်တာပဲကြည်ပေါ့နော်ဆိုတော့ဒါဟယ်လိုတပါခုနပြောခဲ့တဲ့စာလေးတွေရတော့ပေါ့နော်ဒါစာရေးဆရာတွေရေးထားတဲ့စာလေးတွေကိုနည်းနည်းပပပေါ့နော်တယောက်ရောသူလေးတည်အောင်ဖတ်ပြတာပဲရှိတယ်ပေါ့နော်ကိုကနှုတ်ညံ့ညံ့လေးတိတ်ပြမပြောတတ်တဲ့အတွက်ကြောင့်မလို့စာဖတ်ပြီးတော့သူ့ကိုရည်ညွှန်းပြီးတော့တင်ပေးလိုက်တယ်ပေါ့နော်အဲ့တော့ဓမ္မဒါကတော့ဒီအမြဲတမ်းတော့စားနေကြတဲ့ဆိုင်လေးမှာပေါ့နော်အဘူနဲ့ဟိုတာဗလဲဝတ်တာတို့ထိုးနေပေါ့နော်သွားပြီးတော့တောက်တာပေါ့ဒီဗီဒီယိုလေးကခဏဖြတ်ချခံရလို့ပေါ့နော်မနေ့ကညလေးကတင်နေတာအခုဒီဖြတ်ချခံရတော့ဘာလို့ဖြတ်ချခံရလဲတော့မသိပေမဲ့ဒါပေမဲ့အခုတော့ဗီဒီယိုလေးကိုထပ်ပြီးတော့နောက်တစ်ချိန်တင်လိုက်ပြီပေါ့နော်ဆိုတော့ဗီဒီယိုအဆုံးလေးကြည့်ပဲလူတွေလည်းကျေးဇူးတင်ပါတယ်လို့တက်ကတော့ပြောချင်ပါတယ်ရှင်တဲ့ဗီဒီယိုအစ်စ်ရောအဟောင်းကိုလည်းအားပေးပါအောင်လို့ပြောချင်ပါတယ်ရှင်ဆိုတော့ဒီညကတော့အားပေးပြန်ပြပါပေါ့နော်ကျေးဇူးပါ